မင်္ဂလာနေ့တည်းပါရှင်နှစ်တကူချိန်ခါသမယနိုင်တက်ရှိတော်အပေါင်းတို့ဘေးရန်ရဲ့ကင်းရှင်းပြီးစိတ်ရချမ်းသာခြင်းကိုယ်ဤကျမခြင်းနဲ့ပြေဝကြပါစေကြောင်း SKD မိသားစုဝင်များမှဆုတောင်းမြတ်တာပို့တာပါတယ်ရှင် As we celebrate the Burmese New Year, our heart out with those affected by the recent earthquake. SKD family warmly wish everyone a joyful year filled with peace, happiness, good health, and safety. May all living be safe, productive, blessed with serenity and well-being. ငလေးပေးတဲ့ပြည်သူများအားလုံးကျန်းမာရေးပြည့်လည်ကောင်းမွန်လာပြီးအားဆက်နိုင်ကြပါစေ ငလေးပေးတဲ့ပြည်သူများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးအမြန်ဆုံးအဆင်ပြေနိုင်ကြပါစေ ဒဏ်ရာရရှိသူများအမြန်ဆုံးပြန်လည်တန်ဆွမ်းလာကြပါစေ May this new year fill with hope for those affected by earthquake. Together, let's support and uplift those who are rebuilding their lives after an earthquake. မိသားစုများပြန်လည်ပေါင်းစည်းပြီးပျော်ရွှင်ကြပါစေခင်ဗျာ May compassion and solidarity guide us in aiding those in need. I wish that communities be rebuilt and become stronger. ဘေးရန်ရဲ့များမှာလွတ်မြောက်ဖို့ရန်အတွက်အားထုတ်ကြပါ အတိုင်းဝိုင်းများပြန်လည်တည်ဆောက်ပြီးခိုင်မာလာကြပါစေ SKD, a dedication for your futures.